င်္ဂလာပါရှင်ဒီခါမှာတော့မြန်မာနိုင်ငံရဲ့လုပ်ငန်းရှင်တွေစိတ်တိုင်းကြစေမဲ့ကားကောင်းလေးတစ်စီးနဲ့မိတ်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်လူကြီးမင်းတို့လုပ်ငန်းအတွက်ကားရွေးတော့မယ်ဆိုရင်ကုန်ချိန်လည်းများများတင်နိုင်ရမယ်ဈေးနှုန်းလည်းသက်သာရမယ်ဒီဇိုင်းပိုင်းမှာဆိုရင်လည်းမိမိုက်နေရမယ်ဒါတွေအပြင်မှာ after service ဝန်ဆောင်မှုနဲ့စပယ်ဘက်အပိုပစ္စည်းလည်းအဆင်ပြေစေမယ် Forland Light Truck AEC 6ပေကားလေးကိုတွားကြည့်လိုက်ရအောင်ဒီနေ့ကျွန်မပြောပြပေးသွားမယ် Forland Light Truck AEC 6ပေကားလေးကတော့လုပ်ငန်းရှင်တော်တော်များများနဲ့အဆင်ပြေစေမယ်မိဖက်ကောင်းကားလေးတစ်စီးပဲဖြစ်ပါတယ်ရှင်ပထမဆုံးအနေနဲ့ online shop လုပ်ငန်းလုပ်ကိုင်နေတဲ့လုပ်ငန်းတွေမှာပစ္စည်းယူပါပို့ရတာတွေအတွက်ဒီကားလေးကတော့အကောင်းဆုံးပါပဲပြီးတော့စားသောက်ကုန် delivery လုပ်ငန်းလုပ်ကိုင်နေတဲ့သူတွေအတွက်ဆိုရင်လည်းတခါတည်းနဲ့ကုန်ပစ္စည်းများများပို့ဆောင်နိုင်တဲ့အတွက်အချိန်ကုန်လူပင်ပန်းသက်သာစေပါတယ်ရှင်နောက်ထပ်လည်းစောင့်လုပ်ရေးပစ္စည်းရောင်းချတဲ့လုပ်ငန်းရှင်တွေအနေနဲ့ဆိုရင်ပုံမှုအဆင်ပြေစေတဲ့ကောင်းကောင်းလေးတစ်စီးပဲဖြစ်ပါတယ်ရှင်။အားကြောင့်ဒီလုပ်ငန်းတွေအားလုံးနဲ့အဆင်ပြေရလဲဆိုရင်တော့ဒီကားလေးရဲ့တည်ဆောင်နိုင်အားက2130 kg ရှိတဲ့အတွက်ကြောင့်မလို့ကုန်ပစ္စည်းအများကြီးကိုတစ်ခါတည်းနဲ့တည်ဆောင်နိုင်ပြီးတော့စီဘိုးကိုလည်းချွေတာပြီးအချိန်ကုန်သက်သာစေမှာပဲဖြစ်ပါတယ်။ကားနောက်ဘော်ဒီတိုင်းတာအနေနဲ့ကတော့အလျား6ပေနဲ့2လက်မှအနံ9ပေနဲ့2လက်မှနဲ့အမြင့်အနေနဲ့ကတော့1ပေနဲ့2လက်မှရှိပါတယ်ရှင်။တာယာဆိုင်တွေအနေနဲ့ကတော့175 R40 AD အမျိုးအစားဆိုတော့ကုန်ပစ္စည်းများများတင်တဲ့အခါမှာလည်းစိတ်ချရတဲ့အပြင်လမ်းကျန်းတွေမှာမောင်းမယ်ဆိုရင်လည်းပြဿနာမရှိပါဘူးရှင်။နောက်တစ်ချက်အနေနဲ့ကတော့လုပ်ငန်းတိုင်းအတွက်စီးစားနှုန်းကလည်းအရေးကြီးဆုံးပဲဖြစ်ပါတယ်ရှင်။ဒီကားလေးရဲ့ engine power အနေနဲ့က1249 cc ရှိပြီး engine စွမ်းအားကတော့69 kW ထိထုတ်ပေးနိုင်ပါတယ်။မြင်းကောင်ရဲ့အနေနဲ့ကတော့62 horsepower ရှိပါတယ်။ဒီကားရဲ့ engine ကိုကြည့်မယ်ဆိုရင်စီးစားနှုန်းသက်သာတဲ့အပြင်ကုန်ပစ္စည်းများများတင်ဆောင်နိုင်ဖို့အတွက်လုံလောက်ပြီးစွမ်းဆောင်နိုင်တဲ့ engine ဖြစ်ပါတယ်ရှင်။ engine အမျိုးအစားကတော့ LJ4692 AEC engine အမျိုးအစားပဲဖြစ်ပါတယ်ရှင်။ကားကောင်းကန်းတွေက function design တွေကိုလည်းကြည့်လိုက်ရအောင်။ CRI အနေနဲ့ကတော့ power CRI ဖြစ်ပြီးတော့ gear အနေနဲ့ကတော့ manual gear ရှေ့5ချက်နောက်တစ်ချက်ရှိပါမယ်ရှင်။ကောင်းကောင်းနေနဲ့နားကျင်နိုင်အောင် FM လေးနဲ့ပါပါမယ်ရှင်။ဒီကောင်ကလည်းအရင်အေးပါတယ်ရှင်။ရမူကီးလေးနဲ့လည်းအမှန်တင်မှန်ချပြုလုပ်လို့ရပါတယ်ရှင်။ brake အနေနဲ့ကလည်း ABS system နဲ့ဆိုတော့မိုးရင်းဘက်ကောင်းမောင်းရင်းနဲ့လည်း brake အုပ်ရင်စိတ်ပူကြမလို့တော့ပါဘူးရှင်။နောက်ဆုံးအရေးကြီးဆုံးအချက်အနေနဲ့ကျမတို့မြန်မာထူးဆန်ကုမ္ပဏီကနေဝယ်ယူပြီးသားကားတိုင်းကို after service နဲ့စပယ်ဘက်အပိုပစ္စည်းတွေကိုပါစိတ်ပူစရာမလိုတဲ့အပြင် license ကိစ္စအဝဝကိုလည်းဆောင်ရွက်ပေးနေပြီဆိုတော့ယုံကြည်စိတ်ချစွာနဲ့ဝယ်ယူအားပေးနိုင်ပါတယ်ရှင်။ဒါကြောင့်လုပ်ငန်းအတွက်ရောမိသားစုအတွက်ပါအဆင်ပြေစေတဲ့အကျန်းခံအင်ဂျင်ရုံးဆွဲရကောင်းစီစားနှုန်းသက်သာတဲ့ Forland Light Truck AEC 4692 6ပေကားလေးကိုဝယ်ယူခြင်းပဲဖြစ်ဖြစ်အသေးစိတ်စုံစမ်းခြင်းပဲဖြစ်ဖြစ်ကျမတို့မြန်မာထူးဆန်ကုမ္ပဏီကိုကိုယ်တိုင်ကိုယ်ကြားလာရောက်လေ့လာဖို့ဖိတ်ခေါ်လိုက်ပါတယ်ရှင်။ထူးခြားစံတင်အမကန်မြန်မာထူးဆန်ဆက်အစွမ်း